ခမည်းမှာသားသမီးတွေရှိသလားရှိရင်အခုစားကိုစုံအောင်ဖတ်ပါဒါဟာခမည်းရဲ့သားသမီးတွေကိုအပြစ်တင်ဖို့မဟုတ်ဘူးခမည်းရဲ့အိုမန်းချင်းမှာမျက်နှာငယ်ရတဲ့ဘဝမရောက်အောင်သတိပေးခြင်းုံသက်သက်ပါကျွန်တော်တို့မိဘအများစုဟာကိုဘဝရဲ့အနာဂတ်လုံခြုံရေးကိုသားသမီးဆိုတဲ့ဖဲချဖော်မှာပုံအောလောင်းကစားလုပ်နေကြတယ်ခမည်းနိုင်မယ်ထင်သလားလောကကြီးကခမည်းထင်သလောက်မရိုးရှင်းဘူးဗျကျွန်တော်တို့ပတ်ဝန်းကျင်မှာမကြာခဏကြားရတဲ့စကားတခုရှိတယ်ငါသားကအင်ဂျင်နီယာငါသမီးကနိုင်ငံခြားမှာငါအိုရန်သူတို့လက်ကျွေးမှာပေါ့ဆိုပြီးဂုံယူဝင်ကြွားစွာဖြိုးနေတတ်ကြတယ်အဲ့ဒီစကားကိုကြားရတိုင်းကျွန်တော်ဖြစ်ညံတဲ့ကနေထိခနဲ့ထီမိလဲဘာလို့လဲဒီလားခမည်းတို့ကကိုယ့်ရဲ့အိုစာမင်းစာလုံခြုံမှုကိုသူများရဲ့မေတ္တာ other people's kindness ပေါ်မှာတွားပြီးပုံအောလောင်းကစားလုပ်နေကြလို့ပဲဒီမှာခစ်ကိုလည်းကြည့်ကြအောင်လွန်ခဲ့တဲ့နှစ်34မိနစ်လောက်ကခစ်မတူတော့ဘူးအခုခစ်ကကိုဝမ်းတာကိုတာတိဆိုတဲ့ခစ်မျိုးထည့်လာပြီဂုံစင်းနှုံးတွေလူမှုရေးအခက်ခဲတွေကခမည်းတို့သားသမီးတွေကိုအသက်ရှူကျက်အောင်လုပ်နေတဲ့ခစ်ခမည်းတို့သားသမီးတွေကခမည်းတို့ကိုမချစ်လို့မဟုတ်ဘူးမတိတတ်လို့မဟုတ်ဘူးသူတို့ခမည်းလဲသူတို့အိမ်တောင်နဲ့သူတို့ဒုက္ခနဲ့သူတို့လဲဘင်းထိရောက်နေကြတာများလေစဉ်းစားကြည့်ဗျကိုသားသမီးကကိုကိုပြန်လှုပ်ကြွေးခြင်းရှာပါတယ်ဒါပေမဲ့သူ့မှာမရှိလို့မလောက်လို့မျက်နှာငယ်လေးနဲ့အဖေဟာဒီလောက်ပဲရမယ်လို့လာပေးတဲ့အခါခမည်းတို့ယူရမလားယူလိုက်ပြန်လဲရင်ထဲမှာစိုးနေရမယ်မယူပြန်လဲကို့မှာစားစရာကမရှိအဲ့ဒီတန်တရားအချက်တဲတဲကိုမရောက်ချင်လေအခုကတည်းကပြင်ဆင်ထားမှရမယ်နောက်တစ်ခုကတဘာဝတရားပဲသားသမီးဆိုတာအောက်တို့စီးစင်းတဲ့ရေလိုပဲသူတို့ကသူတို့ရဲ့သားသမီးခမည်းတို့မြေးတွေကိုပဲဦးစားပေးကြည့်ရှုကြမှာဒါသူတို့အကိတ်မဟုတ်ဘူးလောကနိယာမပဲအဲ့ဒီနိယာမကိုမဲ့ဒီမာကိုပဲဦးစားပေးရမယ်လို့သွားမျှော်လင့်နေရင်ခမည်းတို့ပဲစိတ်ဆင်းရဲရလိမ့်မယ်သားသမီးကမိဘကိုပြုစုတာဆိုတာတာဝန်အရာလောက်တာရှိသလိုစံတာအရာလောက်တာလည်းရှိတယ်ခမည်းတို့လက်ထဲမှာငွေကြေးပြည့်စုံနေရင်ကိုကျန်းမာရေးကိုစောင့်ရှောက်နိုင်ရင်သားသမီးတွေကခမည်းတို့ကိုယရနာထုကြီးလို့တန်ဖိုးထားပြီးလာပြုစုကြလိမ့်မယ်အဲ့ဒါစံတာအရာလောက်တာဒါပေမဲ့ခမည်းတို့ကဘာမှမရှိပဲသူတို့စီကနေပဲလက်ထန့်တောင်းနေရမယ်ဆိုရင်တော့သူတို့လှုပ်ကြွေးတာကိုခံရမယ်ဒါပေမဲ့သူတို့မျက်နှာကိုအကဲခတ်ပြီးနေရတဲ့ဘဝရောက်သွားမယ်အဲ့ဒါတာဝန်အရာလုံနေတာကိုခံယူနေရတာပဲကျွန်တော်မေးချင်တာကရှင်းရှင်းလေးပဲခမည်းတို့ကတားသမီးတွေအတွက်အရေးရတဲ့တစ်ပင်ကြီးဖြစ်ချင်တာလားဝန်တို့ဝန်ပေါ်ကြီးဖြစ်ချင်တာလားဒါကြောင့်တားသမီးတွေကိုချစ်ပါပညာသင်ပေးပါအမွေပေးနိုင်ရင်ပေးပါဒါပေမဲ့နောက်ဆုံးကြည်တန်းတောင်ကိုခြံထားကြအကုန်ပုံပေးပြီးမှတားသမီးကကျေးဇူးမတိဘူးလို့လိုက်အောင်နေရင်လူကြမကောင်းဘူးကိုလုံချုံကြီးကိုကိုလိုက်ဖန်တီးထားတာကမှတကယ်မိဘကောင်းပြီးသားတာပါကိုချီလောက်ပေါ့ကိုရက်နိုင်တဲ့မိဘတွေကိုတားသမီးတွေကပို့လေးစားကြတယ်ဆိုတာအချက်အလက်တွေရအာမခံရပါတယ်မိဘကောင်းဆိုတာတားသမီးကိုလမ်းပြပေးုံတယ်မကကိုဘဝရဲ့နေဝင်ချင်းကိုလည်းကိုဘာသာလှပအောင်ပြင်ဆင်တဲ့သူထည့်ရမယ်တားသမီးစီကတာဝန်အရာပြန်ရမယ်ထမင်းတလုတ်ထိုင်ခုမှရှိနေလို့တားသမီးကကြီးညိုစိတ်နဲ့လာကတော့ရဲ့ပန်းတဖွင့်ကပိုတန်ဖိုးရှိပါတယ်တားသမီးကိုအကျွေးရှင်လို့သဘောမထားပါနဲ့သူတို့မှလည်းသူတို့တန်တရားနဲ့သူတို့ရှိကြပါတယ်ဒါကြောင့်ပြန်ပြောပြစေတားသမီးကိုအကုန်ပေးဆက်လိုက်ပါဒါပေမဲ့ခမည်းရဲ့ဂုဏ်သိက္ခာနဲ့နောက်ဆုံးကြည်တန်းကိုတော့လက်လွတ်မခံပါနဲ့ကိုချေတော့ပေါ်ကိုရက်နေလေမိဘတရားရဲ့ကြောပင်ဟာတားသမီးရဲ့အတွက်ဘယ်တော့မှမယိုးနိုင်တဲ့စံပြတ်နေရန်အခုဖြစ်နေပါလိမ့်မယ်ဒီဗီဒီယိုကတင့်တဲ့အတွက်အမှန်တကယ်အကျိုးရှိတယ်လှုပ်တင်တယ်လို့ယူဆရင်အသေးပေးပြီးမျှဝေပေးခဲ့ဖို့မမေ့နဲ့ဗျမိတ်ဆွေတို့ရဲ့ခံစားချက်တွေကိုလည်း comment မှာမျှဝေပေးခဲ့ကြဗျအားလုံးပဲအရွယ်မလွန်ခင်ကြိုတင်ပြင်ဆင်နိုင်ကြပါစေဗျ